ဖေဖေမေမေတို့ရေကိုယ့်ရင်သွေးငယ်လေးတွေကိုမူကြူထားဖို့စဉ်းစားနေပြီဆိုရင်တော့ကျမအခုပြောမယ်အကြောင်းအရာကိုသိချလေးနားထောင်ပြီးစီကြပါရရှင်ကလေးချင်းချင်းအကြမ်းဖက်မှုချိုင်းတူချိုင်း violence ဆိုတာတကယ်ရှိကြောင်းဒီအိန္ဒိယက CCTV မှတ်တမ်းဗီဒီယိုကိုကြည့်မယ်ဆိုရင်သိနိုင်ပါတယ်ရှင်ဒီဗီဒီယိုဖိုင်ကိုမြင်ရတာဒေါသထွက်စရာကောင်းတယ်လို့ခံနေရတဲ့ကလေးငယ်လေးနေရာမှာငါသားငါသမီးလေးသားဆိုတဲ့စိတ်နဲ့လည်းရင်းနှီးမှန်တာဖြစ်ကြရတယ်ဒီဗီဒီယိုမှတ်တမ်းက10မိနစ်ကျော်တယ်ကျမကတော့ဒါကိုခြုံထားတာပါရှင်ကျမဒီ Facebook ကနေယူပြီးတော့ဒါ sharing လေးလုပ်ချင်လို့ကျမခြုံထားတာအဓိကကတော့ဒီမူကြိုးချောင်းမှာရှိတဲ့ဆရာဆရာမတွေတာဝန်ရှိတဲ့သူတွေရဲ့တာဝန်ပြက်ကွက်မှုလက်ဟန်မှုတွေကြောင့်ဒီလိုဖြစ်မျိုးဖြစ်ရတာပေါ့လေဒီကလေးလေး3ယောက်ကိုအခန်းတစ်ခုထဲမှာပိတ်ထားပြီးတော့ဒီလိုမျိုးအကြာကြီးဖြစ်နေတယ်အော်ဟစ်ငိုယိုနေတဲ့အတန်တွေဆိုလဲစုညံနေတာပဲပေါ့နော်ဒါကိုဒီလောက်ကြာအောင်ပြစ်ထားတယ်ဆိုကြတဲ့ကဒါမဟုတ်တော့ဘူးဒီเจ้าမှာတာဝန်ရှိတဲ့သူတွေတော်တော်ကိုပေါ်ရော်တာဖြစ်သွားပါပြီအဲဒါကြောင့်မူချိုအရွယ်မှာအကျန်းဖတ်တဲ့ကလေးငယ်လေးတွေဆိုတာကသူတို့ရဲ့အသက်အရွယ်လေးတွေက3နှစ်ကနေ9နှစ်အတွင်းဖြစ်နိုင်တယ်ရည်ရွယ်ချက်ရှိလို့လောက်တာတော့မဖြစ်နိုင်ပါဘူးသူ့ရဲ့စိတ်ခံစားချက်ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်ကိုသူမထိန်းနိုင်နေတာသူ့ဒေါသကိုသူမထိန်းနိုင်နေတာသူ့မှာရှိရမယ့်ကောင်းတဲ့စိတ်ပေါ့နော်ကိုချင်းစားစိတ်တနာစိတ်အဲ့လိုကောင်းတဲ့စိတ်လေးတွေကသူမဖွံ့ဖြိုးသေးတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့သူရှင်သန်နေရတဲ့ပတ်ဝန်းကျင်ပေါ်မှာလည်းမူတည်တယ်အတူယူမှာတာလည်းဖြစ်နိုင်ပါတယ်ရှင်ဒီကလေးလေးရဲ့မိသားစုအိမ်တွင်းမှာပဲအိမ်တွင်းအကြမ်းဖက်မှုတွေရှိနေနိုင်တယ်လို့ကျွန်မကတော့သုံးသပ်ပါတယ်ရှင်သူ့အဖေကနေပြီးတော့သူ့အမေကိုဒီလိုမျိုးနှိပ်စက်ညှဉ်းပန်းနေကြမို့လို့သူဓာတ်တွေကိုမြင်ပြီးတော့အတူခိုးမှားပြီးတော့တင်ယူနေတာလည်းဖြစ်နိုင်ပါတယ်ဒီလိုကလေးမျိုးอ่ะဆိုရင်တော့အများနဲ့နေတဲ့မူဂျိုလိုနေရာမျိုးမှာရှိနေတာအလွန်ကိုအန္တရာယ်များပါတယ်သူတက်ငယ်တယ်သူတက်အင်အားနဲ့တဲ့ကလေးတွေကိုသူဒီလိုမျိုးအချိန်မရွေးလူကြီးကွယ်ရင်ကွယ်တယ်လို့မျက်ကွယ်ရင်ကွယ်တယ်လို့သူနှိပ်စက်နိုင်တဲ့အနေအထားမျိုးပါဒီလိုကလေးမျိုးတွေဆိုတာကမိဘနဲ့ဆရာပူးပေါင်းပြီးတော့သူ့ရဲ့စိတ်ကိုအကြောင်းရင်းရှာပြီးတော့တေချာလေးတွန်တင်တက်မှတ်ပေးဖို့လိုအပ်ပါတယ်ဒါမှလည်းသူ့ရဲ့အနာဂတ်လမ်းလေးရဖြောင်းသွားမှာပါနှမို့ဆိုသူလူဆိုးလူမိုက်ကလေးဖြစ်သွားနိုင်ပါတယ်ကျွန်မပြောပြချင်တဲ့အနှစ်ချုပ်ကတော့ဖေဖေမီမီတို့ရဲ့ရင်သွေးငယ်လေးတွေကိုမူကြိုစပြီးတော့ထားတော့မယ်ဆိုရင်ကိုထားမဲ့မူကြိုကြောင်းကိုတေချာစုံစမ်းမှာကိုရွေးချယ်လိုက်တဲ့ကြောင်းဟာကိုရင်သွေးငယ်လေးတွေလုံခြုံနှွေးထွေးပြီးတော့အန္တရာယ်ကင်းဖို့အလွန်ရေးကြီးပါတယ်။ကျမသမီးလေးကတော့ KG ပြီးသွားပါပြီ။ကျမသမီးလေးနေခဲ့တဲ့ကျောင်းလေးကတော့လုံခြုံနှွေးထွေးခဲ့တဲ့အတွက်အခုဆိုကျမသမီးလေးကတန်းတောင်ရောက်နေပြီပေါ့လေ။အဲ့တော့ကျမရင်သမီးလေးကိုပညာသင်ပေးခဲ့တဲ့မူကြိုကျောင်းလေးကောင်းလုံးကိုလည်းကျမကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အဲဒါကြောင့်တားငယ်သမီးငယ်လေးတွေရဲ့ဘဝအနာဂတ်လှပဖို့အတွက်အကောင်းဆုံးကျောင်းတွေကိုရွေးချယ်ကြနိုင်ပါစေ။